ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော် sharing လုပ်ပေးသွားမှာကကျွန်တော်တို့ဒီ Facebook monetization ရှောက်တဲ့နီလန်းလေးကိုကျွန်တော်တို့နဲ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနီလန်းကတော့ကျွန်တော်တို့ဒါ monetization set မပေါ်သေးတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်တို့ monetization set ပေါ်ပြီးသားလူတွေကတော့ကျွန်တော်တို့ကြော်သွားလို့ရပါတယ်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ monetization ရှောက်ဖို့အတွက်ဆိုရင်တော့ကျွန်တော်အရင်ဆုံးကျွန်တော်ပဲသွားမယ်ဆိုရင်ကျွန်တော်တို့အပေါ်ကဒီတို့ account အပေါ်ကမြင်းသုံးချောင်းကိုနှိပ်ပြီးတော့ကျွန်တော်တို့အရင်ဆုံးတစ်ချက်ဝင်ပေးလိုက်မယ်ဒီနောက်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီအောက်ကကျွန်တော် professional dashboard ဆိုတဲ့နေရာကိုနှိပ်ပြီးတော့တစ်ချက်ထပ်ဝင်ပေးလိုက်မယ်ဒီနောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ဟိုပေါ်ဆုံးကဘာတန်းလေးမှာပေါ့နော်ကျွန်တော်တို့ဒီမှာဘာတန်းလေးကိုနည်းနည်းဆွဲပြီးရွှေ့လိုက်မယ်ဒီဘက်ဘေးဆုံးမှာရှိတဲ့ monetization ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့တစ်ချက်ဝင်ပေးလိုက်မယ်ဒီနောက်ရောက်ပြီဆိုရင်တော့ body နဲ့ဆွဲတင်ပြီးတော့အောက်က content monetization ဆိုတာနှိပ်ပြီးတော့တစ်ချက်ဝင်ပေးလိုက်မယ်ဒီနောက်ရောက်လာပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ IN interest ဆိုတာရှိတယ်ကျွန်တော်ဒီဘက်ပြီးမှာလမ်းမိုးဆိုတာရှိတယ်ပေါ့နော်ကျွန်တော်လုံးဝမနှိပ်ရသေးတဲ့လူတွေအတွက်တော့ကျွန်တော်တို့ဒီမှာ IN interest ဆိုတာနှိပ်ပြီးတော့ကျွန်တော်တို့ဝင်ပေးပြီးတော့ကျွန်တော်တို့စာထည့်ပေးလိုက်ရင်ရပြီပေါ့နော်ကျွန်တော်တို့ဒီဥစ္စာကိုမှားပြီးတော့ကျွန်တော်တို့နှိပ်ပြီးတော့ဘာမှမထည့်လိုက်ရတဲ့လူတွေအတွက်တော့လမ်းမိုးဆိုတာနှိပ်ပြီးတော့ကျွန်တော်တို့ထပ်သွားရမယ်လောဆယ်တော့ကျွန်တော် IN interest မနှိပ်ရသေးတဲ့လူတွေအတွက်အရင်ဆုံးပြပေးမယ်အဲ့ဒါကျွန်တော်တို့နှိပ်ပြီးတော့တစ်ချက်ဝင်ပေးလိုက်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ဒီမှာဒီအပေါ်မှာအကွက်လေးရှိတယ်ပေါ့နော်အဲ့ဒီအကွက်ကိုကျွန်တော်တို့တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ copy လုပ်ရတဲ့စာကိုထည့်ပေးရမှာပေါ့နော်ကျွန်တော်တို့ model ရှောက်ဖို့အတွက်စာရေးထားတဲ့ဟာရှိတယ်အဲ့ဒါကိုကျွန်တော်အောက်က comment မှာကျွန်တော်ချပေးထားမယ်ပေါ့နော်လို့ဆိုတော့ဒီမှာကျွန်တော်တို့ဒီအကွက်ကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကcopy ယူခဲ့တဲ့စာကိုဒီအကွက်ထဲမှာကျွန်တော်တို့ paste ရိုက်ထည့်ပေးလိုက်မှာပေါ့နော်ဒီလိုနှိပ်ပြီးသွားပြီတို့ရောက်ပြီစာတွေဒါထည့်ပြီးသွားပြီပေါ့နော်ဒါဆိုတော့ရပြီပေါ့ကျွန်တော်တို့ဒီမှာ submit or interest ဆိုတာရှိတယ် submit interest ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့တင်ပေးလိုက်ပါပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီမှာ position ဒါရှောက်တဲ့ဟာပြီးပြီပေါ့နော်ဒါကတော့ကျွန်တော်တို့လုံးဝမနှိပ်သေးတဲ့လူတွေအတွက်ပေါ့နော်ကျွန်တော်တို့နှိပ်ပြီးသားလူတွေဘာမှမထည့်လိုက်ရဘူးပေါ့နော်မှားပြီးနှိပ်ပြီးတယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာလမ်းမို့ဆိုတဲ့ဟာလေးကိုဒါနှိပ်ပြီးတော့ထပ်ဝင်ပေးရမယ်ပေါ့ကျွန်တော်တို့လုံးဝမနှိပ်ရသေးတဲ့လူတွေအတွက်တော့ဒီမှာနေပြီးပါပြီရှေ့ဆက်ကြည့်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့ဒါလုံးဝမနှိပ်ပြီးတော့ကျွန်တော်တို့မှားသွားတဲ့လူတွေအတွက်ကျွန်တော်ထပ်ပြပေးမှဖြစ်တယ်ပေါ့နော်ဒါဆိုရင်သူရောက်ပြီဆိုရင်တော့ကျွန်တော်တို့နည်းနည်းအပေါ်လေးဆွဲတင်ပေးလိုက်မယ်ဆွဲတင်ပြီးတော့ကျွန်တော်တို့ဘာကိုရှာရမလဲဆိုရင်ဒီမှာ yes or no ရှိတယ်ကျွန်တော်တို့အပေါ်က yes ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့နှိပ်ပေးလိုက်မယ်ပေါ့နော်နှိပ်ပေးလိုက်မယ်ပြီးသွားပြီဆိုရင်အောက်ကအကွက်၄ကွက်ပေါ်လာလိမ့်မယ်အပေါ်ဆုံးအကွက်ကိုပဲနှိပ်ပေးလိုက်မယ်ဒီနားရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအကွက်တစ်ခုရှိတယ်ပေါ့နော်အဲ့မှာစာထည့်ဖို့အကွက်တစ်ခုရှိတယ်ခုနကတော့ကျွန်တော်တို့စာကိုပဲထည့်ပေးရမှာဖြစ်တယ်ပေါ့နော်ခုနကတော့ကျွန်တော်တို့ဒီအပြင်မှာထည့်ခဲ့တဲ့လူတွေကတော့ဒီမှာထည့်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်တို့ဒါကျွန်တော်တို့ဒီမှာစာမှားနှိပ်ပြီးတော့ကျွန်တော်တို့မထည့်လိုက်ရတဲ့လူတွေအတွက်ဒါဒီမှာထည့်ပေးရမှာဖြစ်တယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့စာထည့်ကိုထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်ကပေါ်လေးနဲ့ဆွဲပြီးတော့အောက်က submit ဆိုတာလေးနှိပ်ပြီးတော့ထည့်ပေးလိုက်ထည့်ပေးလိုက်မယ်ပေါ့နော်အဲဆိုရင်တော့ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ပေါ်လာလိမ့်မယ်ဒီမှာကျွန်တော်တို့ဒီအကွက်နှစ်ကွက်ပေါ်လာမယ်ပေါ်သုံးမှာတော့ကျွန်တော်တို့ email address ထည့်ပေးရမယ်ကျွန်တော်တို့ရဲ့အကောင့်မှာချိန်ထားတဲ့ Gmail ပေါ့နော်ကျွန်တော်တို့ Facebook အကောင့်မှာချိန်ထားတဲ့ Gmail ထည့်ပေးရမယ်အောက်မှာတော့ကျွန်တော်တို့ inter country name ဖြစ်တဲ့အတွက်ကျွန်တော်တို့လက်ရှိနေထိုင်တဲ့နိုင်ငံရဲ့နာမည်ကိုထည့်ပေးရမှာဖြစ်တယ်အရင်ဆုံးတော့ကျွန်တော်တို့ဒီမှာGmail အကောင့်ကိုထည့်ပေးမှာပေါ့နော် Gmail ကိုထည့်ပေးလိုက်မယ်Gmail ထည့်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အောက်မှာကျွန်တော်တို့ country name ထည့်ပေးရမယ်ကိုနေတဲ့နိုင်ငံပေါ့နော်ထိုင်းဆိုရင်လည်းထိုင်းလို့ရေးထည့်ပေးရမယ်ကျွန်တော်တို့မလေးရှားဆိုရင်မလေးရှားကျွန်တော်တို့စင်ကာပူဆိုစင်ကာပူပေါ့နော်ကျွန်တော်တို့မလေးရှားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့မလေးရှားလို့ရိုက်ပြီးထည့်ပေးလိုက်တယ်ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်လေးနဲ့ဆွဲပြီးအောက်က subscribe ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ထည့်နှိပ်ပေးလိုက်မှာပေါ့နော်နှိပ်ပြီးဝင်ပေးလိုက်မယ်ဒီနေ့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့နည်းနည်းစောင့်ပြီးလိုက်ပြီးသွားပြီဆိုရင်အပေါ်မှာအကွက်လေးပေါ်လာလိမ့်မယ်ကျွန်တော်တို့ဒီလူဖြစ်တယ်ကျွန်တော်တို့စိတ်ရုံမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်တို့အမှန်လေးရှိပြီးတော့ကျွန်တော်တို့အတည်ပြုပေးရမယ်ပေါ့နော်ပြီးသွားပြီဆိုရင်သူကစမ်းသပ်ချက်တစ်ခုပေးတယ်ကျွန်တော်တို့ဒီမှာ cross wall ဖြစ်တဲ့အတွက်ကျွန်တော်တို့မြင်းကြားလေးတွေကိုရှိတဲ့မြင်းကြားလေးတွေပါတဲ့အကွက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဖြည့်ပေးလိုက်မှာပေါ့နော်ပြီးသွားပြီဆိုရင်တော့အောက်က verify ကိုနှိပ်လိုက်ရင်ရပြီပေါ့နော်ဒီလိုမျိုးလေးအမှန်ချင်းလေးပြပြီဆိုရင်တော့ကျွန်တော်တို့ဒါအဆင်ပြေပဲအဆင်ပြေပြီဆိုရင်တော့ကျွန်တော်တို့အောက်က submit ကိုနှိပ်ပြီးတော့ရှေ့ဆက်သွားလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့ဒါ country name မှားတယ်လို့သူကပြတယ်ပေါ့နော် country name မှားတယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့စက်လုံးပေါ်ဒီအရေးကြီးပါတယ်ကျွန်တော်တို့နိုင်ငံမှားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီစက်လုံးရေးတဲ့နေရာမှာအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့စက်လုံးတွေကိုပြန်ပေးရမယ်ပေါ့နော်ကျွန်တော်တို့မရတဲ့နည်းနဲ့ကျွန်တော်ပြန်ပေးရမယ်သူကကျွန်တော်ရေးရတာကကျွန်တော်အကြီးသေးပေါင်းရေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုတော့အသေးတွေပဲကျွန်တော်ရေးထည့်ပေးကြည့်မယ်ပေါ့နော်
မလေးရှားဆိုရင်ကျွန်တော်အန်ကိုအသေးထည့်ပေးလိုက်ရင်ကျွန်တော်အကုန်လုံးအသေးတွေဖြစ်သွားမယ်ပေါ့နော်အသေးတွေပဲကျွန်တော်ရေးထည့်ပေးကြည့်မယ်အရင်ဆုံးကျွန်တော်ခုနအတိုင်းပဲပြန်သွားမယ်သွားပြီးတော့ရှင်ကျွန်တော်အမှန်ရှစ်လေးနှိပ်လိုက်ရင်ဒါရပြီပေါ့နော်ခုနကစမ်းသပ်ပြီးပြီဆိုတော့အောက်က smart လေးထပ်နှိပ်ပြီးတော့ကြော်ပေးလိုက်မယ်ဒါမှဆိုရင်လည်းကျွန်တော်တို့ဒါမရသေးဘူးပေါ့နော်ဒါမမှန်သေးဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ဒီမှာအကြီးသေးရောပြီးရေးပြီးပြီအသေးတွေပဲလေရေးပြီးပြီဆိုတော့ကျွန်တော်တို့အကြီးတွေရွေးရေးထည့်ကြည့်လိုက်မယ်အကုန်လုံးစလုံးတွေကိုအကုန်လုံးပေါ့နော်အကြီးတွေရွေးရေးထည့်ကြည့်လိုက်မယ်အဲ့လိုမျိုးကျွန်တော်တို့ဒါတစ်ခုမရတစ်ခုပေါ့နော်ကျွန်တော်တို့စမ်းပြီးတော့ရေးကြည့်မယ်ကျွန်တော်တို့ဒါစလုံးအကြီးတွေပဲရေးကြည့်လိုက်မှာပေါ့နော်ဟုတ်ကဲ့ပါဒါတို့ခုနအတိုင်းပဲပြန်သွားမယ်ပေါ့နော်ပြန်သွားပြီးရင်ကျွန်တော်တို့အောက်မှာစမစ်လေးထပ်နှိပ်ပေးလိုက်မယ်ဒီလိုမျိုးပြရတယ်ဆိုရင်တော့ဒါရယူเนาะကျွန်တော်တို့ဒီ modeling ရှောက်တဲ့လုပ်ငန်းစဉ်ကကျွန်တော်တို့အဆင်ပြေသွားပြီပေါ့ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်ဒီ modeling ရှောက်တဲ့နေရာမှာဒီမှာပြီးတော့နှိပ်ပြီးတော့ဘာမှမထည့်လိုက်ရတဲ့လူတွေအတွက်ကျွန်တော်ပြပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါအဆင်ပြေကြပါသည်ပေါ့เนาะဟုတ်ကဲ့ကျွန်တော်လည်းဆိုင်းသူအောင်ဖြစ်ပါတယ် sorry ကြည့်ပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်